Hello အားလုံးပဲမင်္ဂလာပါအမဘလော့ page ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်က Rain Upa ဒီဘက်မှာရိုက်ထားတဲ့ vlog လေးကဘယ်လိုမျိုး vlog လေးဆိုတာဒီအနေအစားဆုံးလိုက်ပါကြည့်ရှုဖို့ဒီနေ့ကျွန်တော်တောက်ဆုံးချင်ပါတယ်အားလုံးကိုဆက်လက်ပြီးကြည့်ရှုကြရအောင်မေတော်ဆောက်စုကြည့်နေအချစ်တာတွေအားလုံးလုံးဝပေါ်ရအတွက်ပေါ့နော်ကျွန်တော်တို့မေပေါ်မှာနေထိုင်တဲ့သူရဲ့ကောင်းတွေစန်တာတော့ပြဖို့ပေါ့နော်ကျွန်တော်တို့ဒီမေပေါ်ကနဲ့ Cambrai City မှာစတာပြဖို့စတင်ပြီးကျွန်တော်ချင်းတင်နေတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ခဏလေးလာသွေးရောက်တာနဲ့ကျွန်တော် stat စီထည့်နေတဲ့အချင်းဖြစ်ပါတယ်ဆိုတော့နေ့လေးစာပြီးပြီဆိုတော့ကျွန်တော်တို့ခီးစီကိုဆက်လက်ပြီးတော့ကျွန်တော်တို့ Cambrai တို့ကျွန်တော်တွားနေတာဖြစ်ပါတယ်ဒီမှာတော့တော်တော်လေး view လေးလှတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီCambrai လေးရောက်ပြီးဒီမှာကျွန်တော်တို့ရောက်တဲ့ပေါ့နော်ဒီ Cambrai မြို့ကဒီအဆုံးရဝါထားတွေပြီးတော့အဆုံးရရုံးနဲ့အများကြီးထားရှိတဲ့မြို့ဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမနေ့ထားပြီးမှာပေါ့နော်ကျွန်တော်တို့ဒီစတာပြဖို့ဒီ Australia နိုင်ငံပါလီမာအင်းရှေ့မှာပေါ့ကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီ view ကတော့ဒီ Australia နိုင်ငံဒီပါလီမာ house ရှေ့မှာကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်အခုကျတော့ကျွန်တော်တို့ cinema လာတဲ့သူတွေရောဒီမေဝါလာတဲ့သူတွေရောပြီးတော့ဒီCambrai မှာလည်းကျွန်တော်တို့အမေချက်တော့ဒီလူထူမြပေါ့နော်ကျွန်တော်တို့စတာပြဖို့စင်တင်ကျွန်တော်တို့စောင်းနေတာဖြစ်ပါတယ်စတာပြပွဲမှာလည်းကျွန်တော်တို့ကွန်မန့်တာမြေမုံကိုလည်းပါဝင်လှုပ်ရှားတာကိုလည်းကျွန်တော်တွေ့ရပါတယ်ခုနပြောသလိုပဲရေထဲမိုးတွေကနေလာခဲ့ကြတာProof of life. Proof of life. Proof of life. ကျွန်တော်တို့ဆုတောင်းပေးမယ်ကျွန်တော်ကအမေဒေါ်ဆန်းစုကြည်ဆိုရင်ကျမ်းပါပါစေဟုတ်ပြီးရင်ကျွန်တော်အမေဒေါ်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေနော်
အဲ့နှစ်ခုကိုဟောပြီစာပဲ ready အမေတော်ဆန်းစုကြည်နဲ့နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးခဏလေးပြန်ဆောင်ရင်အမေတော်ဆန်းစုကြည်အမေတော်ဆန်းစုကြည်နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးနိုင်ငံရဲ့ကျင်းသားတွေအားလုံးနိုင်ငံရဲ့ကျင်းသားတွေအားလုံး Thank you. ဆာလုံးစင်ကြလား 新别家啦！ကိုတရားဝင်ပြသဖို့အတွက်တကမ္ဘာလုံးကနေကျွန်တော်တောင်းဆိုမှာဖြစ်တယ်။တစ်ဆက်တည်းမှာအဓိကပြဿနာဖြစ်တဲ့စေအာနာရှင်စနစ်ကိုမြန်မာပြည်ရဲ့မြေကနေကျွန်တော်တို့မောင်းထုတ်ဖို့အတွက်ကျွန်တော်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။အဲ့တော့တစ်ဆက်တည်းထပ်ပြောချင်တာစေအာနာရှင်စနစ်ကိုထောက်ပံ့အားပေးကူညီနေတဲ့နိုင်ငံမှာနိုင်ငံတခြားနိုင်ငံတွေကတတ်မှတ်တာဖြစ်တယ်။အဲ့ဒီတော့ကျွန်တော်ဆက်လက်တိုက်ပွဲဝင်သွားမယ်။အဲ့တော့တိုက်ပွဲဝင်မခံနိုင်ဘူးဆိုရင်မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဖို့အတွက်ခင်ဗျားတို့ရဲ့အချိန်ရောက်ပြီလို့လည်းကျွန်တော်ပြောလိုပါတယ်။အဓိကတော့အိန္ဒိယနိုင်ငံနဲ့နိုင်ငံတရုတ်နဲ့အိန္ဒိယဒါကိုကျွန်တော်အဓိကထားပြီးပြောချင်ပါတယ်။အဲ့တော့ကျွန်တော်ပထမဆုံး guest speaker ကျွန်တော်တို့ Australia မြန်မာ community ကိုစားပြုတဲ့ဦးစောလင်ဦးကနေကျွန်တော်တို့မှာစကားပြောကြပြီးဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဒီကျွန်တော်တို့မြန်မာပြည်သူတွေကျွန်တော်တို့မိတ်ဆွေတွေကျွန်တော်တို့ရဲဘော်ရဲဘက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုရင်းစုံပြောချင်ပါတယ်ကျွန်တော်တို့ဒီ campaign လေးကတော့သိယူရှင်းပါတယ်ဗျကားတစ်ယောက်ကအမေကိုစိတ်ပူရဲ့အမေကိုတွေ့ချင်တယ်အမေအသက်ရှင်သိချင်တယ်ဒါအင်တန်တရားမျှတာပြီးတော့မတန်ယူရှင်းတဲ့သဘာဝကြတယ်လူသားဆန်တယ်ဒါလေးကိုတစ်ဖက်ကလည်းသက်ရှင်နေကြောင်းကိုတက်ပြီးပြလိုက်ရင်ဒါသူလည်းစိတ်ချမ်းသာသွားမှာပါဒါလေးကိုတော့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုသိအောင်တောင်းဆိုချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုမင်းမောင်ကျွန်တော်တို့ campaign ကိုအားဖြည့်ပေးမယ်အနာမိတ်ဆွေများအရှိမရှိတဲ့ဒီဘက်မှာလာပြီးတော့ကျွန်တော်တို့ဒီလာပြီးတော့ line နဲ့လုပ်ဖို့သူရတာရခံပန်ချာရှိမှာလေကျေးဇူးပြုပြီးတော့ဒီ line လာစီပေးပါလို့ကျေးဇူးပြုပြီးတော့ poster ခိုင်ရတဲ့မိတ်ဆွေများ poster တွေခိုင်ရတဲ့မိတ်ဆွေများအရှိမကြောပြီးတော့ line နဲ့လာပြီးတော့ပေးပါလို့ကျေးဇူးတင်ပါတယ် thank you okay ကျေးဇူးပါ so in summary what Komi almost said today is the day we are trying to protest and showing our solidarity for proof of matter. Standing with the people of Myanmar is standing for the democracy, glory, and all the political prisoners. On the 1st February 2021, Myanmar democratically elected government was overthrown by the military coup. Since then, the junta has carried out widespread human rights abuses, including mass killing and the villages burned down, and the blocking humanitarian aid.
Aung San Suu Kyi, now 81 years old, in held in the solitary confinement with the restricted medical access. Over 20,000 political prisoners remain detained, and including elected MP, activists, and journalists in the ethnic leader. The people of Myanmar continue to resist through the civil disobedience movement, CDM, youth-led protests, and ethnic community defending their rights. Australia has a moral responsibility to support democracy and human rights and the rule of law in our region. Public rally today is calling on the Australian government to They are not the government. So they detained. We don't know where she is. We don't know what she is suffering. We don't know what she is gone through. We can't keep silence. We never silence. And they have to show whether she is alive. This is simple request from her son. Him also requested, and then the whole world is requesting. So if you dare, if you have a courage, I don't think you have to prove where she is. Simple. But the root cause is our country is under the dictatorship for almost 60 years. We will continue. What do we want? Prove our mind. What do we want? Prove our mind. Prove our mind. Free, free, free Aung San Suu Kyi. Free Aung San Suu Kyi. Free, free, free all political prisoner. Free all political prisoner. Free, free, free Burma. Free Burma. Free, free, free Burma. Free Burma. Unconditional release Aung San Suu Kyi and all political prisoners. Right now, right now. Unconditional release Aung San Suu Kyi and all political prisoners. Right now, right now. People of Burma, we stand with you. We stand with you. People of Burma, we stand with you. We stand with you. Freedom, justice, democracy. That's peace. Okay. အားဖြည့်ပြီးတော့ကွန်မြူနတီနဲ့အားလုံးညီကိုမောင်နှမအားလုံးကျေးဇူးတင်ပါတယ်။အဲ့တော့ကျွန်တော်အခု audience ကိုကျွန်တော်ပေးပါမယ်ဟို chance ပေးပါမယ် audience မှာတက်လာတဲ့ကျွန်တော်တို့စင်နီကင်မရာမဲဖုန်းညီကိုမောင်နှမအားလုံးကျွန်တော်တို့ဒီမှာရောက်ရှိနေကြပါတယ်။အားလုံးရောက်ရှိနေကြတဲ့ရည်ရွယ်ချက်ကတစ်ခုတည်းရှိတယ်။ပထမတစ်ခုကကျွန်တော်ကပြောတဲ့ Proof for Life campaign နဲ့ So that you come like me. Jesus